ပဲမင်္ဂလာပါကျွန်တော် HBKM channel လေးနဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကက်ကက်နဲ့slow motion video လေးလုပ်ပြပါအောင် brother ရေးဆိုတောင်းထားတဲ့ brother တွေအတွက်ကျွန်တော်ကက်ကက်နဲ့ slow motion video လေးကိုဘယ်လိုမျိုး editing လုပ်ရမလဲဆိုတာလေးနဲ့ပြောပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကက်ကက်တွေကိုရင်းဆုံးဝင်လာမယ်ကျွန်တော်ကက်ကက်ရောက်တာနဲ့ထုံးစံတိုင်းပဲကျွန်တော်တို့ new project ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့record ဖမ်းမိသားဗီဒီယိုတစ်ပုဒ်ကတော့ရှိရမယ်ပေါ့နော်ကျွန်တော်ကတော့ record ဖမ်းမိသားဗီဒီယိုတစ်ပုဒ်နဲ့ပဲပြလိုက်တော့မယ်ဆက်ပြီးရမယ်ပြီးရင်ကျွန်တော်ထုံးစံနိုင်မယ်ဒီနောက်ကအားလေးကိုဖြတ်မယ်โอเคကျွန်တော်ဒီနောက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုယူမယ်ဒီမှာအပေါင်းလေးရှိရင်အဲ့ပေါင်းလေးထပ်နေโอเคကျွန်တော်တို့ကဒီခိန်းเนี่ยအတန်ကြီးကပါနေပေါ့နော်အဲ့အတန်ကိုဖျောက်ဖို့အတွက်ဒီနာကnucleus audio ဆိုတာရှိရနော်အဲ့လေးကိုကျွန်တော်တို့ကဒီမှာမှားကြည့်လိုက်ပြနိုင်ရပါပြီကျွန်တော်ဒီကောင်လေးကိုမှားကြည့်လိုက်ပြနိုင်မယ်အဲ့ဆိုရင်ကျွန်တော်တို့ game record ဒီ editing လုပ်တဲ့အခါမှာဒီအတန်လေးမပါတော့ဘူးနော်အဲ့ဒါအတန်ပျောက်သွားပြီโอเคကျွန်တော်ဒီဗီဒီယိုလေးကိုစတင်ကြည့်လိုက်မယ်ဘယ်နေရာမှာကျွန်တော်တို့ကလောက်အောင်လဲ slow motion ဒီနေရာမှာကျွန်တော်တို့ချက်မိသွားတာဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်ချက်ပြောပြမယ်။ဒီတော့ဒီနေရာလေးကိုထောက်လိုက်မယ်။ထုံးစံနိုင်မယ့်နေရာလေးကိုထောက်လိုက်။အဲကြဒီမှာ key frame လေးပို့လိုက်ဗျာ။ကိုလို့ချင်တဲ့နေရာလေးမှာဒီ key frame လေးချမယ်။ပြီးရင်ဒီ key frame လေးနဲ့ပဲကျွန်တော်တို့ slow motion video လေးကိုလုပ်မယ်။ Okay ဒါဆိုရင်ကျွန်တော်လည်းဒီ video လေးကိုကြည့်လိုက်မယ်။ဘယ်နေရာမှာ key frame ချရမလဲဆိုတော့ကျွန်တော်လည်းလိုက်ကြည့်ရအောင်။ Okay let's goဒီတိုင်းတဲ့ဗီဒီယိုကတားမြန်နေပါတော့အကီးပင်လေးချပြီး slow motion လေးနဲ့မှကျွန်တော်တို့ကအဲ့ဒီကကောင်းကောင်းလေးထွက်မှာပေါ့နော်โอเคစအနေပဲပြန်ကြည့်မယ်အဲ့တော့ဒီနေရာလေးမှာဒီနေရာလေးကစပြီးကျွန်တော်တို့ကီးပင်ချမှာပေါ့နော်အဲ့တော့ဒီနေရာလေးကစပြီးကီးပင်ချမယ်ကီးပင်ချပြီးတော့ဒီကောင်လေးကိုထောက်လိုက်မယ်ဒီနေရာမှာ keep in chart ပြီးရင် view လေးကိုဒီဘက်လေးဆွဲလိုက်ပေါ့နော်ဒီဘက်လေးကိုဆွဲလိုက်အဲကြောင့်ကျွန်တော်တို့ view လေးကိုကြော်သလိုလေးပေါ့ဖြည်းဖြည်းချင်းနဲ့ကြည့်ကိုလုံးမဲ့နေရာလေးကိုဖြည်းဖြည်းချင်းကြည့်သွားပြီးတော့လုပ်လို့ရပါဗျာ keep in လေးချပြီးတော့ဒီလို keep in ဖြတ်မယ်ဆိုလဲအဲ့ပေါင်းလေးခဏလေးကိုပဲနှိပ်လိုက်အောင်ပါပဲဒီကျွန်တော်ဒီမှာချလိုက် keep in နေရာလေးကိုထောက်လိုက်လို့ရင်ဒီမှာ keep in နေရာလေးမှာဒီနေရာလေးကိုဖြတ်ချင်တယ်ဆိုရင်ဒီ minus ဆိုတာလေးရှိရဗျာဒီမှာ minus လေးဖြစ်သွားပြီကျွန်တော်တို့ key pin အစချမယ်ဆိုရင် plus လေးဖြစ်တယ်ဗျာအပေါင်းလက္ခဏာလေးပေါ့အခုအဲ့ဒီ key pin ကိုပဲပြန်ဖြတ်မယ်ဆိုဒါဆိုရင် key pin မရှိဘူး okay ဒီနေရာမှာ key pin ချမယ်ပြီးရင်ကျွန်တော်တို့ကဒီဘက်ကိုရွှေ့ကြည့်မယ်နဲ့ဘယ်နားလေးမှာ key pin ချရင်ရမလဲကောင်းမလဲပေါ့နော်ကျွန်တော် editing က A လေးလှပလေးပေါ့ဒီဓာတ်ပေါက်တဲ့နားလေးမှာဆိုလဲ key pin ချလို့ရတယ် key pin တစ်ခုချဒီနေရာလေးမှာဆိုတော့ key pin လေး slide ချမယ်ဒီနေရာလေးမှာဆိုတော့ key pin လေးတစ်ခုချဒါဆိုရင် okay ရတော့ပြီကျွန်တော် key pin ချပြီးမလုပ်အောင်လို့ကျွန်တော်ပြမယ်ဒီနေရာလေးမှာ speed ဆိုတာလေးရှိရဗျာဒီကောင်လေးနဲ့ဒီကောင်လေး speed ဆိုတာလေးရှိရအဲ့ speed လေးကိုနှိပ်လိုက်မယ်ဒီ speed ရရောက်သွားပြီဆိုရင်ဒီမှာ normal ဆိုတာလေးရှိရဗျာ normal ရဲ့ cap ဆိုတဲ့ဟာလေးရှိရကျွန်တော်တို့ကဒီ normal ဆိုတဲ့ဟာကိုမသုံးဘူးကျွန်တော်တို့ cap ဆိုတဲ့ဟာလေးနဲ့ပဲသုံးမယ်ဒီကောင်လေးနဲ့ပဲသုံးမယ် okay အဲ့ကြောင့် cap ဆိုတဲ့ဟာလေးကိုကျွန်တော်ယူလိုက်မယ် okay cap ဆိုတဲ့ဟာလေးပေါ်လိုက်ပေါ့နော်
ကျွန်တော်တို့ curve တွေပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီ curve stance တွေဟာလေးပဲသုံးမယ်ကျွန်တော်ကျန်တဲ့ဟာတွေကတိတ်ပြီးတော့သုံးလို့ရတယ်ဗျာသုံးလို့မရဘူးတော့မဟုတ်ဘူးသုံးလို့ရတယ်ဒါပေမဲ့ဒီကောင်လေးကပို့ပြီးတော့အဆင်ပြေပေါ့နော်ဒီကောင်လေးကိုယူလိုက်မယ်ဒီမှာ edit ဆိုတာလေးပေါ်လာတယ်အဲ edit လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီထဲမှာလည်းပြန်ပြီးတော့ကျွန်တော်တို့ကခုနကဗာလဲကီးပိန်ကိုပြန်ချလို့ရတယ်ဗျာဒီနေရာမှာကိုလိုချင်တဲ့နေရာမှာပြန်ပြီးတော့B ကိုချလို့ရတယ် B မှတ်လို့ရတယ်ပေါ့နော်ဒီထဲမှာကျတော့ B ခေါ်မှာပေါ့ဟိုထဲမှာကျတော့ key paint ကိုခေါ်မယ်ဒီထဲမှာကျတော့ B ချလို့ရတယ်ဗျာကိုလိုချင်တဲ့နေရာလေးဒီမှာထပ်ကြည့်လို့လည်းရတယ်ပြန်ပြီးတော့နှုတ်လို့လည်းရတယ်ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဒီနေရာမှာဒီမှာဆို 0.18 ဗျာဒီကောင်ဆို18ဒါပုံမှန် normal size ဒီကောင်ကျတော့အမြန်ဆုံးပေါ့နော်ဒီကောင်ကတော့အနည်းဆုံးပေါ့ဒီကောင်လေးကအနည်းဆုံးဒီကောင်လေးကအနည်းဆုံးကျွန်တော်တို့ကနေဆုံးနဲ့ပဲသွားမယ်အမြန်ဆုံးကကျွန်တော်တို့မလိုဘူးဗျာအဲ့တော့နေဆုံးလေးနဲ့ပဲကျွန်တော်သွားမယ်โอเคအဲ့မှာကြည့်လိုက်မယ်โอเคဒီနေရာလေးမှာကျွန်တော်တို့အောက်ကိုချလိုက်ဒီအောက်တီကိုချလိုက်မယ်ဒါဆိုနှိမ့်သွားပြီเนาะအဲ့မှာခုရှင်သွားတဲ့နေရာမှာလမ်းမှာနှိမ့်သွားပြီပေါ့နော်โอเคဒါကောင်လေးက normal size 1A က normal size ပဲဗျာကျွန်တော်တို့ဒီနေရာမှာup ဆိုတာလေးရှိရဗျာကျွန်တော်အဲ့လေးထပ်ဖြည့်ခြင်းနဲ့ဒီကောင်လေးရှိရအဲ့ကောင်လေးကိုနှိပ်လိုက်မယ် up ဆိုတာလေးနှိပ်လိုက်ဒါဆိုကျွန်တော်တို့ဒီမှာခုပေါ်လိုက်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးတိုင်းပဲဒီကောင်လေးကကျွန်တော်တို့မှာ slow motion ကိုလိုချင်တဲ့နေရာမှာထပ်ပြီးတော့ဖြည့်ပြီးတော့လုပ်လို့ရသေးတယ်ပေါ့နော်ဒီ B လေးချပြီးတော့အဲဒါနေဆုံးလေးတွေဖြစ်သွားပြီဒါကောက်တဲ့နေရာမှာကျွန်တော်ကြည့်လို့ရတယ်ဒါကောက်တဲ့နေရာမှာနေဆုံးအကောင်းတယ်ထင်နေဆုံးအကောင်းတယ်ပေါ့နော်ကျွန်တော်နေဆုံးလေးပဲလုပ်လိုက်မယ်ဒီနေရာမှာချလိုက်ဒီနေရာမှာကျတော့နည်းနည်းလေးပို့တင်လိုက်ဒါလိုက်ကောက်တဲ့နေရာကတော့ကျွန်တော်တို့နေဆုံးကပို့ပြီးတော့လှတယ်ပေါ့နော်ဒီညမှာတချင်းလေးထည့်ရရတယ်โอเคဒါဆိုပုံမှန်စဖြစ်သွားကျွန်တော်ဒီနေရာမှာဘီလေးတခုထပ်ချလိုက်မယ်ဒီကောင်ကျတော့ဒီမှာပေါ်တင်လို့ရဗျာဒီကောင်ဘီလေးနဲ့နည်းနည်းနှေးနေသလားလို့လေအကြောင်းနည်းနည်းလေးပေါ်လေးနည်းနည်းတင်လိုက်ထပ်ကြည့်လိုက်မယ်ကိုစိတ်တိုင်းကြားတဲ့ဗီဒီယိုဖြစ်ဖို့ကဒီမှာဟိုစိတ်ရှိဖို့လို့လွယ်ပေါ့ဗျာโอเคဒါလေးဆိုမစိုးဘူးဗျာလောက်ဆိုရတယ်နောက်တစ်ခုသွားမယ်ဒီကောင်ဆိုလည်းဒီကောင်ကဘီးမချရသေးဘူးเนาะကီးပိန်လည်းမချရသေးဘူးဒီကောင်လည်းခုနလုံနီးတိုင်းပဲတွားကြည့်မယ်ရင်တော့ကျွန်တော်တို့ game ကိုရင်လုံး play ကြည့်မယ်ဘယ်လိုဘယ်နေရာမှာချမလဲဆိုတာဒါပေမဲ့ဖန်ဒီကလာတယ်ဗျာဖန်ဒီနောက်ကိုဓာတ်ပေါက်လိုက်မယ်ပြီးကျွန်တော်တို့ကဓာတ်လိုက်သိမ်းနေတာပေါ့နော်ဓာတ်ကောက်တဲ့နေရာမှာslow motion နဲ့ချလိုက်အောင်ပဲဒီကျွန်တော်တို့ဒီနေရာလေးမှာโอเคဒီနေရာလေးမှာ key paint ချထုံးတဲ့တိုင်းပဲကျွန်တော်တို့ဒီမှာ key paint ဆိုလေးရှိတယ်key paint ကိုနှိပ်နောက်တစ်ဘက်ကိုဆွဲဒီနားမှာ key paint ထက်ချဒီနားမှာလည်း key paint လေးထက်ချ key paint လေးထက်ချဒါလိုက်ကောက်တဲ့နေရာလေးမှာလည်း key paint ချโอเคဒါဆိုရပြီထုံးတဲ့နားမှာကျွန်တော်တို့ဒီမှာ speed ဆိုတာလေးဝင်မယ်speed လေးဝင်မယ်speed လေးရောက်ပြီးတော့ကျွန်တော်တို့နောင်မယ်မသုံးဘူးကပ်ပဲပြန်သုံးမယ်
cast ဆိုတဲ့နေရာထဲမှာ custom တွေ့ရလို့ရှိရဲအဲ custom ပဲသုံးမယ်ကျွန်တော်နေရာတွေကတော့မသုံးဘူးအဲ့မှာ edit ဆိုတာလေးနှိပ်မယ်ကျွန်တော်တို့က ani ကိုဓာတ်ပေါ်တဲ့နေရာမှာသုံးမယ်ပေါ့နော် ani ကိုဓာတ်ပေါ်တဲ့နေရာမှာသုံးမယ်ဆိုတော့ဒီဘက်ကိုနည်းနည်းတိုးလို့ရသေးတယ်ဗျာဒီကိုနည်းနည်းတိုးဒီကောင်လေးဒီဘက်နဲ့တိုးလို့ရတယ်ani ကိုဓာတ်ပေါက်ပြီးတဲ့နေရာစပြီးတော့ကျွန်တော်တို့အောက်ကိုပေါ်လို့လိုက်မယ်ဒီနာဒါဆိုရင်အောက်ကိုဆွဲချလိုက်ပြီးအောက်ဆွဲချလိုက်ပေါ့နော်နည်းစိတ်ရှိဘူးလို့လွယ်ပေါ့ဗျာဒီနေရာမှာ slow motion လုပ်တဲ့နေရာမှာဒါဆိုဓာတ်ပေါက်လာပြီโอเคဒီဓာတ်လိုက်ကောက်တဲ့နေရာတော့အလှဆုံးပဲပေါ့နော်ဂူရှင်နဲ့ပတ်တင်မယ်ဆိုတော့ဒီဓာတ်ပေါက်ပြီးတော့ဓာတ်လိုက်ကောက်တဲ့နေရာတော့အလှဆုံးပဲဒီတော့ချလိုက်မယ်ဒီတော့ဆိုရင်ပူလာဒီနေရာမှာကျွန်တော်ဘီတစ်ခုထပ်ချမှာเนาะဒီနေရာမှာဘီလေးတစ်ခုထပ်ထည့်လိုက်မယ်up b ဆိုတာလေးနှိပ်မယ်โอเคဒီလိုနေရာရဲ့လာတော့เนาะဂူရှင်နဲ့ edit မယ်ဆိုရင်ပေါ့ညာလေးကြောင့်နည်းနည်းလေးပို့တင်လိုက်တာပို့တင်လိုက်လားโอเคโอเคဒီညာလေးနည်းနည်းလေးတင်လာနည်းနည်းတားနေလေဘယ်လိုပြောမလဲအဲ့ဒီကတိုင်းမိုက်ဘူးဗျာโอเคဒါဆိုရပြီပြီးရင်ကျွန်တော်ခုနကတော့ဗီဒီယိုတစ်ပုံမှာဒီ make is smoother ဆိုတာလေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်မနှိပ်ခဲ့လိုက်ရအောင်เนาะအဲ့တော့ကျွန်တော်တို့ဒီ make is smoother ဆိုရmake is smoother ခေါ်မလား smooth ပေါ့နော် smooth နူးညံ့တဲ့ခါလေးပေါ့အဲ့လိုကအဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒီကောင်လေးနှိပ်လိုက်ပြီးရင် faster browser ရှိရဗျာမြန်ဆုံး browser လုံးလား better quality ဆိုတာအကောင်းဆုံးရည်သွေးတစ်ခုလုံးမလားဆိုကျွန်တော် better quality ပဲနှိပ်လိုက်မယ်အောက်ကလေးပဲနှိပ်လိုက်မယ်နော်ညဒီနောက်မှာကျွန်တော်ခဏတော့စောင့်အောင်နေပေါ့ဗျာ okay ပြည့်သွားပြီကျွန်တော်ဒီဗီဒီယိုမှာလည်းအဲ့လိုမျိုးပဲခုနက smooth ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုပြန်ပြီးတော့နှိပ်လိုက်ပါဗရာသားတော့ကျွန်တော်နှိပ်လိုက်ပါကျွန်တော်တော့ဒီနေရာမှာမစောင့်တော့ဘူးပေါ့နော်ဒီနေရာမှာပဲကြော်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်အစနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်โอเคရပြီนี่ကတော့လောက်ပါပဲကျွန်တော်နောက်ဗီဒီယိုတွေမှာကက်အကြောင်းနေရယ် emotion နဲ့ကျွန်တော်တို့ video editing color effect တွေဘယ်လိုထည့်ရမလဲဆိုတဲ့အကြောင်းတွေရယ်ကိုပြောပြပြီးတော့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ရင်းနဲ့ဒီနေ့ကနေပါအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ